Diary အပိုင်းအစများခတ်တယ်ငင်းရင်ရန်ကုန်ပြန်ရောက်ပြီဆိုနေနဲ့သွားဘူးတဲ့နေရာတွေကိုတယောက်တည်းပြန်သွားဖြစ်တယ်ကိုကလည်းအနာမရှိတော့တမူးမထဖြစ်ပဲဝေးတော့မှလွမ်းမိတာမျိုးကျွေးသီးပေါ်ချင်ရောက်ပြန်တော့လေငိမ့်နဲ့တော့ကလို့တော်ဝဲစားဖြစ်တာပါပဲကျွေးသီးနှမ်းကြောင့်ခေါင်းတော့မူလာသည်စားလိုက်မှပျောက်မယ်ချမကြီးဆိုတဲ့နေရဲ့စကားတွေပြန်မြင်ရောက်မိတယ်တတိယသာအရန်ပဲကွယ်အချိန်တွေကြွေးကုန်ခဲ့ပြီပြက်ကတိန်တွေကြွေးပြီးကြွေးဆုပ်ပြေးရင်နေရဲ့မွေးနေတော့ရောက်တော့မယ်နော်ဒီနေ့တော့ပျော်ရွှင်နိုင်မှာပါမနဲ့ကြုံကလို့ငိမ့်ကိုစိတ်ကန်စားပေးမဲ့သူတယောက်မရှိတော့ဘူးလေငိမ့်ကြွဝမ်းသားပါသည်ကိုခံစားချက်ကိုညှိကျူရှူရဲမောငိမ့်ကတော့လောင်ရဲချင်နေမှာပြောနေကြအတိုင်းပဲ drama ဆိုပြီးခနဲ့အောင်မလားမသိဘူးနော်တကယ်တော့ငိမ့်တတိမချမိလို့ပါငိမ့်နဲ့စတင်ဆောင်စည်းခဲ့တဲ့ရေကူးကအမှတ်တရတွေဟာအစအလုပ်ရှိကိုလာချိုခဲ့တဲ့ဖြစ်ရအလေပြောဘူးခဲ့တဲ့စကားတွေအစုံအလုံးစုံအကုန်မမေ့ရောပဲစာအန်လို့မှတ်မိနေတာညီကိုချစ်လို့ပေါ့ဘာများဖြစ်နိုင်မှာလဲကွယ်နောင်နာရပါလေညီရင်ချစ်တယ်ဆိုတာကိုစကားလုံးတွေတုံးပြီးမဖော်ပြမိတာကို့အမှားသာဆိုပါတော့တကယ်တရားပါပဲဒါပေမဲ့ညီရင်တွားချင်းတဲ့နေရာလေးတွေလိုက်ဖို့ဖြစ်တာကိုယ်တိုင်ချက်ကျွေးတဲ့ဟင်းနေရာလေးတွေချောကလက်လေးနဲ့မြက်ကပ်မှန်လေးရဲ့ကောင်းရနိုးစားစရာတွေနဲ့အိမ်ရှိရောက်လာတတ်တာမိုးလင်းမိုးချော့အလောက်အားသာနဲ့ငိမ့်ကြွက်ပဲအချိန်ပေးတတ်တာတွေအားလုံးဟာအချစ်ရဲ့တင်ငယ်သားတွေမဟုတ်လားကွယ်ဆွဲကြိုးလေးရောအိမ်ရမဲဖြစ်နေပြီလားသူလှပမှုနဲ့သူပါငိမ့်ရင်ကိုကြောင့်တော့သူ့အချင်းမချထားစေချင်ဘူးငိမ့်လေဘေးမှာသူနေရာယူထားပုံလေးကချွင်းချက်မရှိအမကြမ်းလှလုံးလို့ပါအချစ်တွေကိုဘာလို့မြင်အောင်မကြည့်ခဲ့ရတာလဲငိမ့်ရငိမ့်သားမြင်ခဲ့မယ်ဆိုရင်လေကိုခုချိန်မှာပျော်ရွှင်မှုတွေအားလုံးနဲ့သစိမ်းကြောက်လိုခံစားနေရမှာမဟုတ်ဘူးငိမ့်ထွက်သွားတဲ့နေ့ကစပြီးအချီးကျက်မှုကိုရှာတွေးခဲ့တာပဲမမရရစောင်းရသည်ကြီးမှာပူလောင်ပြီးနေရခတ်လိုက်တာနှွေးခေါင်းမှာတဲခန့်နာရည်ရောက်နေတယ်လို့အခြေအနေကြီးဒီလိုနဲ့ပဲပြောစရာတွေဆိုတာကိုဘဝမှာဆုံးပါခဲ့ရတယ်ငိမ့်ကြွက်ကတော့လွယ်ပါလေကိုလန်းကိုလျှောက်ကြောခိုင်းမိတာနဲ့ခြေလမ်းပေါင်းကတိကကြမရေတွက်နိုင်ကိုမှသာအတိတ်ကယုံမထွက်နိုင်အဲ့ဒီနေရာမှာနေအလွမ်းတွေနဲ့စွန့်အားနေတော့ကြီးအချိတ်ဆိုငိမ့်စီဖုန်းခေါ်နေကြဟိုဟော့ပေါ့ဆိုင်လေးကငိမ့်နဲ့အတူတူသွားဘူးခဲ့တာလေမမိသေးရဲ့လားဟော့ပေါ့ဟင်းရည်တွေငိမ့်ရဲ့အင်ကြီးဖြူဖြူပေါ်ပေးချမ်းခဲ့တာအဲ့တော့ကိုရေခဲမိတယ်နော်ခုတော့လွမ်းစရာတွေကြီးပေါ့ဒီလမ်းလေးကငိမ့်နဲ့အတူရှောက်ဖို့ခဲ့တာကားမောင်းနေရင်လက်လေးကင်နာဘူးသာမနှက်ဆိုမော်နင်းစလွာလေးတွေဘယ်ဟာမဆိုမလွတ်မကင်းမလားကွယ်တတိယဆုံးကတော့ငိမ့်စကားပြောနေတော့ဖြက်ကနေနမ်းလိုက်မိတဲ့ကာလာကိုပေါ့နှကိုကျူနန်းတွေချွေရင်ကဘာလောကကြီးကိုမေ့ချနိုင်ခဲ့တာလေပြန်မရနိုင်တော့ဘူးဆိုတဲ့အတီးကလူကိုအရန်ဒုက္ခရောက်စေတာပဲစိတ်နဲ့လူနဲ့ကင်းကွာနေတဲ့ကာလာတွေပေါ့လူကအချိန်နဲ့တပြေးညီခရီးသွားနေပေမဲ့စိတ်ကငြိမ်းရှိခဲ့ဘူးတဲ့အတိတ်စီမှာပဲချစ်တယ်ငြိမ်းရင်ပြောခွင့်မရှိတော့တဲ့ကာလာရောက်မှထပ်တလေးရေရွတ်မိနေတော့တာပဲ
အချိန်လွန်လူသားကိုပါပုံငြိမ်းရဲ့ချက်ပုံတွေကိုလေမကြည့်ရဲသေးပေမဲ့မဖြတ်ရက်သေးဘူးစိတ်အနေထိုင်သွားတဲ့တစ်နေ့ချက်ပုံကြည့်ပြီးလွမ်းရဲတဲ့တတိရှိလာခဲ့ရင်ဖြတ်လိုက်မိလေချင်းဆိုတဲ့နောက်ထပ်နောင်နာတစ်ခုထပ်မရချင်တော့ဘူးနောင်နာတစ်ခုနဲ့နေလုံလောက်ပါပြီကိုတို့ရဲ့အဖြစ်အပျက်လေးတွေတစ်ခါတလေတငယ်ချင်းတွေကိုပြောပြပြီးရှင်ဖွင့်ဖြစ်တယ်များသောအားဖြင့်တော့ငိမ့်ကဘလောက်ကလေးဆန်ကြောင်းခလေးတယောက်လိုပဲရှက်ပြပြအလွဲတွေနဲ့ဘလို့ချစ်ဖို့ကောင်းကြောင်းငိမ့်မကြိုက်တတ်တဲ့ဝိုင်ပလင်းတစ်စိမ့်တွေအချောင်းလွမ်းငွေဝေနေတဲ့အကြောင်းအရာတွေသူတို့တွေနားချောင်ပေးလို့သာကိုယ်စိတ်သက်သာရာရတာပေါ့ချစ်တယ်ဆိုတဲ့စကားလုံးအလွယ်တကူချုပ်မသုံးမိတဲ့ဟော်ရီငမိုက်သားတယောက်ကိုအချစ်နဲ့ဖျားကဘဝနဲ့ချီပြီးပေးဆက်ဖို့တန်ခတ်လိုက်တဲ့ထင်ပါရဲ့ခလေးမလေးရေအမြင်ပျော်ရွှင်ပါစေနော်ကိုကတော့နှွေရာသီတွေထဲမှာနေရာယူထားမိနေတော့မယ်နှုတ်ဆက်ပါလေကမတ်